တွေ့ဆုံကြပြီးတော့ရင်ခွဲခွာခြင်းဟာဒီနေ့တော့စိုက်မြဲရောက်လာအောင်ပါပဲဖြစ်တည်လာခြင်းတွေအားလုံးကလည်းပျက်စီးခြင်းမှာပဲဒီနေ့တော့အဆုံးသတ်ရမှာပါအများကြီးမျှော်လင့်ထားပြီးအများကြီးစုပ်ကိုင်ထားခဲ့မိရဲ့တော့ခွဲခွာခြင်းတရားရောက်လာတဲ့အခါလက်ခံနိုင်ဖို့နှလုံးသားကအသိဖြစ်သေးတာတော့တခါတလေတော့လေတန်ရုံးစစ်နေကြီးခဲ့တယ်ပူလောင်ရရပြီစေတနာတွေပူခဲ့ပြီးတော့ပြန်ခံစားရတတ်တယ်ဘဝမှာအရှို့ရည်စက်တွေကရှေ့ဆက်ဖို့ကံမမလာတော့လို့အလိုလိုကုန်သွားတာဖြစ်တယ်တချို့ရည်စက်တွေကြတော့တစ်ဖက်ကရှေ့မဆက်ချင်လို့လို့ဆိုပြီးတမင်လှုပ်ရှားလိုက်တော့ကုန်သွားတာမျိုးဖြစ်တယ်။ဘာကြောင့်ပဲရည်စက်တွေကုန်ကုန်ကိုယ်စိတ်ကခွဲခွာခြင်းတရားတွေကြုံလာခဲ့ရင်လက်ခံနိုင်အောင်ပြင်ဆင်ထားမှုလိုပါတယ်။ခွင့်မရတော့တဲ့တကားတွေကိုအသာလေးပိတ်ပြီးလှည့်ပြန်ပေးလိုက်ရှင်ကဒဏ်ရာကင်းစေတဲ့နည်းဖြစ်ပြီးလောင်ပြရှင်းတွေကိုမလိုချင်တော့တဲ့အခါနည်းနည်းလေးလျှော့ရှစ်လိုက်ရှင်ကကိုယ်စိတ်ကိုအပူတက်တာစေမှာပါတောက်ကြကြလားဘဝဆိုတာများတော့မပြန်နဲ့အလုတ်ပေါ်လာမလားမင်းတို့တဲ့အောင်ရှိချူဇွဲလုံးလာနဲ့အားစိတ်ပြန်ပြီးမနေရှေ့တို့လာသွားတောက်ကြကြလားဘဝဆိုတာများတော့မပြန်နဲ့အလုတ်ပေါ်လာမလားမင်းတို့တဲ့အောင်ရှိချူဇွဲလုံးလာနဲ့အားစိတ်ပြန်ပြီးမနေယောက်ျားပြီးဒီတလုံးမဖြတ်ပါနှလုံးသွင်းဆောင်ယူနေအသက်သွေးလူတော်ပိုက်တာထိတ်သိမ်းလာရည်မြည်သူမဆိုကူညီသည်ဖြစ်စေမြည်သူမဆိုမကူညီသည်ဖြစ်စေကိုသူ